ဆွေးမှုများကရှင်နေမှာအပြည့်ပါဆုံးရှုံးမှုများကဖြေမစင်တိုင်းပါအသက်ပေါင်းများစွာဆုံးရှုံးရတာပါပြီးစုကဆုတမျိုးပြီးတမျိုးကျူတွေ့နေရတို့ပြည်မြမဝမ်းနေကြည်ကွယ်ပူဆွေးမှုများကရှင်နေမှာအပြည့်ပါဆုံးရှုံးမှုများကဖြေမစေနိုင်ပါအသက်ပေါင်းများစွာဆုံးရှုံးရတာပါပြီးစုကဆုတမျိုးပြီးတမျိုးကျူတွေ့နေရတို့ပြည်မြမတို့ကြရည်ပြီးတို့ကြမိပြီးခုလဲလီငလျင်ပြီးပြေလို့မလို့တဲ့ဘဝများစွာမြင်တွေ့ရရင်နဲ့မချီကိုယ်တိုင်ချူတွေ့ရတယ်လို့ပါဘလူကေမလေးဘလူကူမလေးတီချာစေသာစာနာစုပ်ကက်တဲ့မှာနေရတဲ့အချိန်မှာဘခုမခတ်တွေ့မလုပ်ကြမပြောရပါနဲ့ဗျာစုပ်ကက်တဲ့မှာနေရတဲ့အချိန်မှာဘခုမခတ်တွေ့မလုပ်ကြမပြောကြပါနဲ့ဗျာမိမိကိုယ်ွယ်အားထားဖရာတရားကိုအမြင်မပြတ်အာယုပြုနေပါတရားတန်ကယေဇနာသုံးပါးရင်နေမှာအမြဲတမ်းတို့နေထိုင်ကြပါတရားနဲ့တတိထားလို့အမိုက်မောင်ခုံးမနေသေးတဲ့ချိန်မှာဒုက္ခကိုကိုယ်တိုင်ကြုံမှစာနာရတာဒုမခတ်ပါဒုသာမီတီကြည်ပစ္စည်းဘေးစုကဆုကျူနေခြင်းမှာအတွေ့ပူမြထေကူမစရာစာနာစိတ်များထားကြပါမြတ်တော်ဘုရားရှင်တော်မြတ်ကြီးဖေဟာဘေးစုကဆုအနေသူများကိလဖူရာကေတင်တော်မူပါလောကဓမ္မတာတောကအဖျားပြဘိဗရာအပေါင်းဝေကွာစီကြောင်းဖျားတပည့်တော်ဆုတောင်းမရစီဖျားတော်ကြပြီးပြီခုလဲလီငလျင်ပြီးပြေလို့မလို့တဲ့ဘဝများစွာမြေတွေ့ရရင်နေမချီကိုယ်တိုင်ချူတွေ့ရတယ်လို့ပါဘလူကေမလေးဘလူကူမလေးတီ
တေချာစင်လာစာနာစုပ်ကတ်တဲ့မှာနေရတဲ့အချိန်မှာမဟုတ်မခတ်တွေ့မနှုတ်ကြမပြောကြပါနဲ့ဗျာစုပ်ကတ်တဲ့မှာနေရတဲ့အချိန်မှာမဟုတ်မခတ်တွေ့မနှုတ်ကြမပြောကြပါနဲ့ဗျာမိမိကိုယ်ဝေအားထားတရားကိုအမြင်မပြတ်အာရုံပြုနေပါတရားတန်တာယေသနာသူမရင်နေမှာအမြဲထားလို့နေထိုင်ကြပါအတိတရားနဲ့တတိထားလို့အမိတ်မောင်ဖို့မနေသင့်တဲ့အချိန်မှာဒုက္ခကိုကိုယ်တိုင်ချူမစာနာရတာလူမကုတ်ပါလူကနေတီချစ်ပစ္စည်းဘေးစုကဆူဂျုံနေဒီမှာအတွေ့သူမြဖိကူမများစာနာစီများထားကြပါမြတ်တော်ဘုရားရှင်တော်မြတ်ကြီးဖျားဘေးစုကဆူအနေစုများကင်းလို့ဖူရကေတင်တော်မူပါလောကဓမ္မတရားတော်ကအဖျားပြဘိဗေယအပေါင်းဝီကွာစီကြောင့်ဖျားသည်ပေတော်ရှုကြောင့်မရစီဖျားဘိဗေယအပေါင်းဝီကွာစီကြောင့်ဖျားသည်ပေတော်ရှုကြောင့်မရစီဖျားဘိဗေယအပေါင်းဝီကွာစီကြောင့်ဖျားသည်ပေတော်ရှုကြောင့်ပါသည်ဖျား